အားလုံးပဲမင်္ဂလာပါခင်ဗျာ Ever.IT and Knowledge Sharing Facebook Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတွေကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့အသုံးပြုနေတဲ့ Messenger software လေးမှာကျွန်တော်တို့နဲ့တခြားသူတွေအရေးတကြီးပို့ထားတဲ့စာတွေကိုတခြားသူတွေအလွယ်တကူဝင်ကြည့်လို့မရအောင် Messenger software လေးကို lock ခတ်တဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကတော့တခြား software တွေကိုသုံးစရာမလိုဘဲနဲ့ Messenger ရဲ့ update မှာပါလာတဲ့ feature လေးတစ်ခုကိုအသုံးပြုပြီးတော့ lock ခတ်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်โอเคပါဒီနည်းလမ်းလေးကိုလောက်ကြည့်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Messenger software လေးကို Play Store မှာပထမဆုံးအနေနဲ့ update တင်ထားပေးဖို့တော့လိုပါတယ်โอเคပါ Messenger လေးကို Play Store ထဲကိုဝင်ပြီးတော့ကျွန်တော်တို့အနေနဲ့ update အရင်လုပ်ပေးရပါမယ် Play Store ရဲ့ search bar လေးမှာ Messenger လို့ရိုက်ရှာလိုက်ပါမယ်โอเคရွေးဒီညမှာမိတ်ဆွေတို့က update မလုပ်ရသေးဘူးဆိုရင်တော့ update ကိုနှိပ်ပြီးတော့ကျွန်တော်တို့ပြည့်တဲ့အထိစောင့်ပေးရပါမယ်ကျွန်တော်ကတော့ update လုပ်ပြီးသားဖြစ်တဲ့အတွက်ဒီမှာ open လို့ပေါ်နေတာပေါ့နော်โอเคပါဒါဆိုရင်တော့ကျွန်တော်တို့ lock ခတ်ဖို့အတွက် Messenger လေးတွေကိုဝင်လိုက်ပါမယ် Messenger တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့အရင်တော့ menu bar လေးကကျွန်တော်တို့ညာဘက်အောက်တောင်လေးမှာရောက်သွားပါပြီအရင်တော့လိုမျိုးဘယ်ဘက်ကျွန်တော်တို့အပေါ်တောင်းမှာမဟုတ်တော့ပါဘူးဆိုတော့ကကျွန်တော်တို့ ਨੇ menu bar တွေကိုဝင်ဖို့အတွက်ညာဘက်အောက်တောင်းမှာရှိတဲ့ menu တွေကိုဝင်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့အပေါ်ဆုံးက profile အောက်မှာရှိတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ preference ထဲမှာရှိတဲ့ကျွန်တော်တို့ privacy and safety ဆိုတာတွေကိုထပ်ဝင်ပေးလိုက်ပါโอเคပါဒီတက်ကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ security တွေက upload ဆိုတာကိုနှိပ်ပြီးတော့ဝင်ပေးရပါမယ်ဒီမှာ off ဖြစ်နေတယ်ပေါ့နော် off ဖြစ်နေတဲ့အတွက်ကျွန်တော်တို့က on ဖြစ်အောင်ကျွန်တော်တို့အနေနဲ့ဖွင့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ upload ကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါပြီးရင်တော့ဒီမှာရှိတဲ့ cloud လေးကိုကျွန်တော်တို့အနေနဲ့ဖွင့်ပေးရမှာဖြစ်ပါတယ်ဖွင့်ပေးလိုက်ပါဖွင့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းကို lock ခတ်ထားတယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့လက်ဝေးကိုဝင်ပေးရမှာဖြစ်ပါတယ်အကယ်၍ pin တွေ password တွေဆိုရင်လည်း pin တွေ password တွေထည့်ပြီးတော့ဖွင့်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ loss ခတ်ရမယ်ကျွန်တော်တို့ပုံစံလေးတွေပြလာပါတယ်ဒီထဲမှာဆိုတော့အပေါ်ဆုံးမှာဆိုတော့ after iLead Messenger ရှိမယ်ဒီကောင်လေးကိုရွေးချယ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ Messenger တွေကနေထွက်ချင်းမှာပဲကျွန်တော်တို့ရဲ့ Messenger ကိုကျွန်တော်တို့ lock ခတ်ပေးမှာပဲဖြစ်ပါတယ်အောက်မှာရှိတဲ့1 minute after leaving Messenger ကိုရွေးချယ်လိုက်မယ်ဆိုရင်လည်း Messenger တွေကနေထွက်ပြီးချင်း1 minute အကြာမှာကျွန်တော်ရဲ့ Messenger ကို lock ခတ်ပေးမှာပဲဖြစ်ပါတယ်အောက်မှာရှိတဲ့15 minute after leaving Messenger ဆိုရင်လည်းဒီတိုင်းပါပဲကျွန်တော် Messenger ကနေထွက်ပြီးချင်း15 minute အကြာမှာကျွန်တော်ရဲ့ Messenger ကို lock ခတ်ပေးမှာပဲဖြစ်ပါတယ်အောက်ဆုံးမှာရှိတဲ့1 hour after leaving Messenger ဆိုရင်လည်းဒီတိုင်းပါပဲကျွန်တော်ကတော့စမ်းတက်ပြမှာဖြစ်တဲ့အတွက်အပေါ်ဆုံးက after iLead Messenger ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော် Messenger လေးကိုဘတ်ထွက်ပြီးတော့ကျွန်တော်ပြန်ဝင်ကြည့်လိုက်ပါမယ်โอเคပါ Messenger လေးတွေကိုပြန်ဝင်ကြည့်လိုက်ပါမယ် lock ခတ်လားမခတ်ဘူးလားဆိုတာသိရဖို့အတွက် Messenger လေးတွေကိုဝင်လိုက်ပါโอเคပါဒါဆိုရင်တော့ကျွန်တော်ရဲ့ Messenger လေးကို lock ခတ်ပြီးသွားပြီဖြစ်ပါတယ်ကိုယ့်ရဲ့လက်ပွေလေးနဲ့ဒါမှမဟုတ် pin ဆိုရင်လည်း pin password ဆိုလည်း password လေးနဲ့ဖွင့်ပြီးတော့ဝင်လိုက်ရမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာကတော့ကျွန်တော်ရဲ့ Messenger update မှာပါလာတဲ့ feature လေးတစ်ခုကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ Messenger ကို lock ခတ်လို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းတာရှိရင်လည်းအောက်က comment box လေးမှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ